မပြီးသေးဘူးလားအောက်မှာမမလုံးစောင့်နေတယ် လာပြီမမီ ကျောင်းတက်ဖို့တပတ်ပဲလိုတော့ဒီအတွက်ကြောင့်ဒီနေ့နှွေးတို့လိုအပ်သည့်ပစ္စည်းကိရိယာများသွားဝယ်မှာဖြစ်သည် အမတီတာထိုင်လေ ရပါရဲ့ညီမရဲ့ သမီးလုံးရောစားပြီးပြီလား ဟုတ်အန်တီ လွန်းအမေရောနှွေးအမေရောသည်စင်ငယ်မသားများဖြစ်ကြသဖြင့်သူတို့ဤသမီးပေါ်၌ပြေဝနားလည်ပေသလိုတူဒီတော်သမီးများဖြစ်ကြသဖြင့်အချစ်များပူသည် မမီငွေဒီနေ့လွယ်ကောစာရေးပစ္စည်းတွေရောမမနဲ့စင်တူဝင်မှာနော် တဘောရှင်တဘောလာလာကားပေါ်တက်ကြ တီတီတီတာရှေ့မှာထိုင်လိုက်ငွေမမနဲ့တူတူထိုင်လိုက်မယ် ဟုတ်ပြီရှင် အရင်ကဆိုအမြဲကောက်ကောက်ခန်းမှာမထိုင်ရရင်ချစ်ကက်ကန်လို့တက်သည့်ကလေးကအခုအနောက်မှာလွန်းနေပြုတ်ပျော်စွာစကားတွေပြောနေသည်45မိနစ်အကြာကားလေးသည် shopping center ကားပါကင်သို့ရောက်ရှိလာသည် ကလေးတွေလာလာ မမလူများတာမကြိုက်ဘူးမလားငွေလက်ကိုတိတ်ချခိုင်းတာနော်မကြောက်နဲ့ အင်း လွန်ဤလက်ကိုတင်းတင်းဆုပ်ကိုင်ထားသည့်ຫນွေသည်နမနေလိုက်အောင်ကိုနင်းနင်းထွေးထွေးရှိလွန်သည် မမဒါကြိုက်လားဒါလေးရော ဒါလေးပူလိုက် လူကြီးဖြစ်သူတွေတော့ရွေးပေးကြမလို့ပဲနှစ်ယောက်သားတိုင်ဖောက်ညီနေကြသည် မမအပြာရောင်ကြိုက်တာလား အော်အမြင်အေးလို့ ဟုတ်မှတ်ထားလိုက်ပါမယ် နှွေးနဲ့ဒါလေးနဲ့လိုက်တယ် မမနဲ့ကပိုလိုက်တယ် ဒီဇိုင်းဝင်ဒီဇိုင်းထွက်ဝယ်ပြီးနောက်အကုန်လုံးပင်ပန်းသွားသည် အာညောင်းလိုက်တာ မမီတို့မဝယ်ထားတယ်အိမ်ရောက်မှစားကြလေလွန်းကြည့်ရတာပြန်မနေပြီထင်တယ်အမ ဟုတ်တယ်ညီမရဲ့ငငယ်ကလေးကသမီးကလူများရဲ့နေရာတွေခေါ်လို့မရဘူးနေမကောင်းဖြစ်တယ်လို့ လုံးပင်ပန်းမှုကိုနှွေးအရှိမပြချေပေမဲ့လည်းအရန်တည်တာနေသည်ခုလိုအားနေသည်သူ့ကိုယ်သူသဘောမကျ မမအဆင်ပြေလား ကားပေါ်ရောက်သည့်နှင့်လွန်အနောက်ကိုမိကမျက်လုံးမှိတ်လိုက်တော့သည် မမအဆင်ပြေလားနောက်တကဒီလိုနေရာမျိုးဘယ်တော့မှမသွားတော့ နှွေးဤခေါင်းလေးကိုပုတ်ခါလွန်ပြိုးပြလိုက်သည် မမဘာမှမဖြစ်ပါဘူး ကားလေးထွက်သွားပြီးခဏအကြာနှွေးပခုံးပေါ်ခေါင်းမီရင်လွန်အိပ်ပျော်သွားလေသည်နှွေးလွန်ဤခေါင်းလေးကိုအသာငုံနှိုင်းလိုက်တာကိုတော့ဘယ်သူမှတတိမထားမိထိုနေ့အိမ်ပြန်လန်းသည်တိတ်ဆိတ်လွန်သည်